အနတ္တတရားမရလို့များလာသံတရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇာကစိတ်မောဟမကင်းနာအယံကံသူတနာဒိဋ္ဌိညာဝင်စားခြင်းမှမြင်များရတာလူရဲ့နှစ်ဖက်မှဆွဲလို့လားမှားချက်အလွန်နာငါသားငါမယားလင်ငါဥစ္စာငါကိုငါဟာအစင်မကွာသက္ကာယကြောင့်မာနတွေချောင်းရတာဝိပဿနာဝင်စားခြင်းလျာမြင်များကြပါဘာမြရှင်မြအတားကမှန်စွာအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပတ္တိသင်ညာဟောက်ပြန်မစိတ်ပါအနိစ္စလက္ခဏာရုပ်တရားငါနံတရားနှပြအိုနာသေးကြီးအတိမကြပါသင်္ခါရဟာပင်ကာလမကြာငါဗျာဂရိမာလေးဘုံအဖေငရဲသာအဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်နဲ့တရားယူတရားနှပြအဝိဇ္ဇာကြောင့်ကြောင့်သင်္ခါရဝိညာဉ်နဲ့တရားယူတရားနှပြ6ခုအာယုံကာမဂုဏ်ဆောင်းတာပရိစ္ဆသမုပ္ပါရှုပ်ပြန်အတွင်းပါတဏှာရှက်စရာတွေ့တော့သမုဒိယပါမက္ခဆေးနဲ့ကုရမှာလက္ခဏာရင်းနဲ့ရှုရပါတေဘောမာရောက်တာရောက်ဆောင်လာချောင်းလာသူလဲလားမိုင်မဲဝိလာစိတ်ကလာလိုက်တာအိတ်ခါရောက်ချင်းမိပါလာရအပုတ်ကောင်ဟာဟုတ်ရောက်တာရောက်ဆောင်လာချောင်းလာသူလဲလားတရားကွာမရှာများသရဝဘဝအနေကဖြစ်ပြသံတရားတရားကွာမရှာများသရဝဘဝအနေကဖြစ်ပြသံတရားနိစက်တဲ့ငြိမ်းရချုပ်ရဒီဗံရောက်တဲ့ညမဲ့ပေါ်ကျော်လာရအောင်ရှာဒိဋ္ဌိနဲ့ဝိသိကိစ္စသမုတ်စေဘဟံအေရမေပွာအချက်တန်းကနမကြယုံနာခန္ဓာနဝလုံးဟာအစတုံးကဘဝဆုံးမကြအဲဒီသုံးပါးသာရေကယံကကျင်းဝေးမှာအဟတ်ကိုသင်များကိုသာအနုတရားကိလေဤချွေလို့ရအမှန်ဝရမစိတ်တသမာဓိဝိပဿနာဉာဏ်ရင့်တန်ရေဘောရာ